မြန်မာနှစ်ကူအခါသမယကစလို့ငွေလက်ရွှင်ငွေပေါ်များကန်ကောင်းမဲ့နေနံလေးခုကိုစာမဏေကပြောပြပေးသွားပါမယ်။ဒီနေနံတွေကမှနံပါတ်1ကတော့တောက်ကြသားသမီးတောက်ကြသားသမီးတွေဟာဒီနှစ်တကြံမှာတောက်ကြဂျုံမင်းရဲ့အဆောင်ရှောက်ကိုရရှိပါလိမ့်မယ်။မမျော်လင့်မဲ့လက်ဆောင်ပစ္စည်းတွေဝင်လာတတ်တယ်လို့ရဝေးကနေငွေကြေးသတင်းကောင်းတွေကြားရပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းတစ်တွေစတင်ဖို့အခွင့်အလမ်းကောင်းတွေကြုံရမယ့်အချိန်ဖြစ်ပါတယ်။နံပါတ်2တနင်္လာသားသမီးစမ်းကုန်ရေးအားကောင်းနေတဲ့အတွက်လူချစ်လူခင်ပေါ်များပြီးတော့လူကြီးသူမတွေစီကနေစုဆောင်းငွေဒါမှမဟုတ်အမွေအနှစ်လိုမျိုးအဖိုးတန်အရာတွေရရှိတတ်ပါတယ်။စကားပြောချိုတာလေးငွေဝင်လန်းဖြောင်မြူးလေးဖြစ်မဲ့ကာလပါ။နံပါတ်3ဗုဒ္ဓဝုသားသမီးတကြံကာလအတွင်းမှာဗုဒ္ဓဝုသားသမီးတွေဟာအကြံဉာဏ်သစ်တွေကနေငွေဖြစ်လာတတ်ပါတယ်။ကုန်သွယ်မှုလုပ်နေသူတွေအနေနဲ့အယောင်းဝယ်သွက်လက်ပြီးတော့အမျက်အစွန်းတိတိတသာရရှိမဲ့အပြင်အဖိုးတန်ကြောင့်မြတ်ရတနာတွေဝင်ကိန်းရှိနေပါတယ်။နံပါတ်4စနေသားသမီးတွေဟာအခက်ခဲကြားကနေအောင်မြင်မှုရရှိမဲ့သူတွေကအကျွေးဟောင်းနေပြန်ရတာမျိုးဒါမှမဟုတ်ရက်တက်နေတဲ့ငွေကြေးစစ်စစ်မှုတွေပြန်လည်ပတ်တာမျိုးကြုံရပါလိမ့်မယ်။လက်လာပါပုံမပွင့်လန်းစေဖို့ရရလေးတွေကထက်လို့ရှင်နေဆိုတဲ့သူတွေအတွက်ဒီနေ့နံရှင်တွေအနေနဲ့တကြံအတက်နေ့မှာမိမိအိမ်ကဖယားမှာအုံသီးတစ်လုံးနဲ့ကိတ်မုတ်ချူချူတို့ကိုကတ်လူပြီးမိဘဘိုးဘွားကိုကတော့ပါအုံသီးလို့ဆိုရမှာခွာပြီးလိစိတ်ပြီးတေချာကတ်တာကိုပြောတာနော်။ဒီလိုလုပ်ချင်းအပြင်နှစ်သက်မှာငွေကြေးစည်းစိမ်မှုအဟန့်အတားမရှိပဲတိုးတက်လာပါလိမ့်မယ်။နှစ်သက်မှာစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးလက်လာပါတွေဒီရေအလားတိုးပွားကြပါစေလို့စာမဏေကဆုတောင်းပေးလိုက်ပါတယ်ရှင်။